ပြီးတော့ဟျောင်းခက်တီနေတော့ကြားအေးပါကွာချမ်းမင်းတို့ကတားရေးချင်းမှာဥဆောင်ပြီးဝင်လိုက်တယ်အဲ့တော့အင်အားမရှိတဲ့တရားမှာဝင်ထိုင်လိုက်ကမမီကျော်ပြောမမီကျော်သူတို့ဟဲ့ငါသမီးကိုငှဲ့နေလို့အရှိနဲ့ပါကြီးပဲသွားလေရေဦးစင်လူသွားတယ်လေဟိုအဲ့ဆိုတော့ပဲကြုံမျိုးတော်ဝင်လာခဲ့မယ်မသားလေးနေပါစကားပြောတယ်အတက်ကအခုမှငယ်လေးရှိတယ်ဇာတိပြနာဟလားအာကျုပ်တယောက်လည်းမဟုတ်ပါဘူးဗျာဘိုးတွေနဲ့ပေလူကပါတယ်ဟဲ့မသားလေးနေတော့လူအုံးနဲ့လာတော့တတိရှိတက်ခဲ့စမ်းလားမမီကျော်ဘာလို့ပြောနေလဲဗျာကျုပ်ကမမီကျော်သတင်းပေးတာရှိလို့ပြောမလို့လာခဲ့တာဘာလို့ဆဲနေရတော့လို့ဒါရဲ့စကားကိုကြားတော့မှမီကျော်ကရှက်ကိုချက်ကန်ဖြစ်သွားပြီးတော့အော်ဘာမှမဟုတ်ပါခွေငါသမီးကခဏနှက်လိုက်မယ်ပြီးရင်ဆင်းခဲ့မယ်ခဏနေဦးဘာဘိုးနေတော့တိုင်းရပေါ်တင်ထားတဲ့ရေနွေးနဲ့ထန်ကြများကိုစားကမီကျော်အောက်ဆင်းလာကိုစောင့်နေလိုက်မကြတော့ချိန်မှာရိုးရင်လေးနဲ့လှနေမီကျော်ကသူတို့နားကိုရောက်လာပြီးတော့လွတ်နေတဲ့တိုင်းရမှာဝင်ထိုင်လိုက်ပြီးဟဲ့ပြောဘာသတင်းပေးမို့မမီကျော်ရင်ကျုပ်တို့ကိုဖိုးရေးเจ้าမို့သူကဘာဖြစ်လို့ပြောစမ်းမအောင်ကျုပ်ပြင်စိတ်တုံလို့အသားကြောင်ဆက်ဆက်တုံနေဗျာတာကြီးကတော့မင်းကောင်းအဖြစ်ပြောနေတယ်ကပေလူနဲ့မောင်ဘိုးတင်တို့မှအံ့ဩရတဲ့အထိဖြစ်ရတယ်အဲ့နောက်တာကြီးကတပင်းတစ်ချက်ကိုချလိုက်ပြီးကျုပ်တို့တော့ကညီကိုမောင်နှမမရှိရသူတွေဆိုတာသိပါနော်အေးသိတယ်လေပြောတတ်မှာဖိုးတွေကဘာဖြစ်တော့လို့ကျုံမောက်တာအဲ့လိုပြောရင်ကျုပ်အဲ့လူပြောရင်ဆိုစိတ်ကတိုးလာပြီဗျာဟဲ့တာကြီးပြောစမ်းမှာအဲ့မတာငါ့ကိုဘာပြောတာလဲလို့ကျုပ်တို့ရှိမှပြောရင်ကျုပ်ခုလောက်စိတ်မတိုးဗျာခုတော့သစိမ့်နေကြတယ်လူကြီးကြတယ်မှာကွာဒီလူတာကြီးမှပြောရင်ဆိုရင်ဒေါသကိုထိမရဟန်ဖြစ်တန်းအားမှထားလိုက်ရမောင်ဘိုးတွေတို့နှစ်ယောက်ပင်လန့်သွားတယ်သူတို့နှစ်ယောက်တောင်ပင်ဖိုးထွင်းပြောသည်ဆိုပြီးအကြောင်းကိုသိကျင်လာပြီမိကျော်စီကဆိုဝေရပင်မရှိအလွန်မင်းကိုသိကျင်စိတ်ပြင်းပြနေချင်းတာကြီးမှမိကျော်ကိုကြည့်လိုက်ပြီးကိုဖိုးရီကကြံခင်းထဲမှာဟောသွားမယ်ကွာတာကြီးမှစိတ်တို့ဒေါသထွက်ရပင်မိကျော်ရဲ့အိမ်အောင်ထဲမှာထွက်လိုက်ရမောင်ဘိုးတွေနေပေတူးလဲနောက်မှနေလိုက်သွားတော့တယ်မိကျော်စီကနောက်မှနေအိမ်ဝိုင်းကြီးလိုက်လာကဟဲ့တာကြီးကြံခင်းထဲမှာဘာဖြစ်တာအဲ့မသားငါ့ဘာပြောတာလဲလို့ပြောစမ်းပါပြောချင်ဗျာဒီလူတိတ်ရက်ဆက်တယ်ကျုပ်တော့ပြောမထွက်တဲ့ဟာ तू မလို့ပြောရတယ်ဒါပဲဗျာတာကြီးကအဲ့လိုသာပြောပြီးတော့အိမ်ဝိုင်းပြင်ကိုထွက်သွားတော့တယ်ကြံခင်းနဲ့မိကျော်တော့ဖိုးထွေးရကြံခင်းနဲ့ဆိုတော့စကားကိုဖမ်းဖမ်းလဲလဲတွေးနေဒေါသများဖြင့်ကြံနေခဲ့ပါလိမ့်တော့တယ်